နော်နေရောက်တော့ကိုရဲငါပြောတယ်မလုံးပါနဲ့အတန်တန်ပြောတယ်မရောက်မင်္ဂလာပါအေးဒီဂျစ်တယ်မာကတ်လို့ဖုန်းဆက်ပြီးတော့မင်းသားလုပ်ပေးမယ်မော်ဒယ်လုပ်ပေးမယ်မင်းကိုနာမည်ကြီးအောင်လုပ်ပေးမယ်လို့ခေါ်တယ်အခုကြည့်မတတိုင်းငလုံးဆဲတယ်အနေကဖုန်းဆက်တယ်မော်လမြိုင်ကောင်အကိုလည်းရန်ကုန်မှာမလျှောက်ပါနဲ့တဲ့မော်လမြိုင်မှာလာလျှောက်ပါတဲ့ညောင်းနေမယ်တဲ့ 6ပုံမင်းဘူးမလျှောက်ခိုင်းဘူး ဟုတ်ကျွန်တော်မင်းမင်းအနေရခွေးမအပြူမလားပေးစားလိုက်ပါ ဒီကောင်းဆောက်ခွန်းမပေးပါဘူး ဘာလို့လဲမသိတော့ကိုရဲမိမမရပါဘူးဆိုမှမွေလိုက်ပြန် ဟယ်လို Namaste ကြီးလက်လျှောက်တဲ့တခြင်းတွေကကိုရမအနေလား ဟုတ်ပါတယ် ပါလေညီမကအိန္ဒိယပါညမတခြင်းတစ်ပုတ်ရှိရဲ့ဒီလားအဲ့ဒါအနေနဲ့တူရိုက်ချင် ဒါတို့တော့ပတ်စံပုံကနေရတယ်ငါတို့မကူကဒီကွန်မင်းမင်းရမလားပေါ့ ထုတ်လိုက်တော့ကမန်ငါတို့နောက်လူရှာပြီးလှုပ်လိုက်တော့ငါနဲ့လုံးမဖြစ် လူကျွေးတာဟိုမှာပါလား အဲ့ဒါရိုက်ဖို့အတွက်အနေကူညီပေးလို့ရမလားကြီးကူညီပေးလို့ရရင်ညီမခုချက်ချင်းအိန္ဒိယကနေထွက်လာခဲ့မယ်လေအနေနဲ့တွေ့ပြီးတိုင်ပင်ချင်းလို့အဲ့ဒါအနေရန်ကုန်မှာရှိနေမလားကြီး ရပါတယ်ဘာကလေးနော်ကျွန်တော်ရန်ကုန်မှာရှိတယ်ကမန်ဟောနောက်တစ်ခုရှိတယ်စောက် မင်းရင်လမ်းကိုပြီးအောင်ရှောက်ပြီးလာခဲ့ இதுதான் பாடல் அதுதான் பாடல் உன்னை பற்றி புதுசா பாடல் என் அழகான மனம் உன்னை பற்றி சொன்னால் உன்னை நான் மறந்து விட்டேன்